ဆောက်ရှောက်သူမဲ့ကိုရမဲ့အာနွယ်လှကြီးတကားဆိုတဲ့ရထပလသုတ်တံမှာမြတ်စွာဘုရားဟောခဲ့တဲ့လူလောကရဲ့သဘောတဘာဝတကယ်အရေးတကယ်ဘေးနဲ့ကျုံလာပြီဆိုရင်သူစီမှာလည်းကိုယ့်အတွက်အားကိုးရမရှိသလိုကိုယ့်စီမှာလည်းပဲဘသူအတွက်မှအားကိုးရမရှိဘူးကျွတ်ရဲ့စိတ်တွေကတခါတလေရှမ်းနေတယ်ဝါနေတယ်မမှန်ကန်ကန်သိပြီးတော့မသိဘူးတကယ်စင်စစ်ဘုန်းကြီးတို့မှာရေဘူးရသဘောအဖြစ်အားကိုးရာကမရှိကြသေးတာပဲများပါတယ်ရှိတယ်ဆိုရင်လည်းပဲတကယ်ကိုစိတ်ချလက်ချအားကိုးထိုက်တဲ့အနေအထားထိမရှိသေးဘူးပေါ့အဲ့တော့အားကိုးရာရှိမရှိဆိုတာကိုဘယ်အချက်နဲ့စစ်ကြည့်တဲ့နလဲဘုန်းကြီးတွေးမိတာကတော့တကယ်အားကိုးရာရှိမရှိဆိုတာဘေးနဲ့တွေ့မှသာလေမှန်မှန်ကန်ကန်သိနိုင်တာဘေးနဲ့မတွေ့သေးခင်မှာလည်းပဲဘေးတွေကိုစဉ်းစားပြီးတော့လည်းပဲပင်ကိုဉာဏ်ရှိမယ်ဆိုရင်အားကိုးရာရှိမရှိဆိုတာကိုအထိုက်လျောက်တော့သိနိုင်တယ်ရိပ်မိနိုင်တယ်ဒါပေမဲ့အခက်အခဲအကျက်အတဲဘေးနဲ့တွေ့မှကို့မှာအားကိုးရာရှိမရှိဆိုတာကိုသိကြပေါ့သိနိုင်မှာခက်တာကဘေးတွေ့ပြီဆိုတော့မှဩငါမဲ့အားကိုးရာမရှိသေးပါလားလို့သိမယ်ဆိုရင်အဲ့ဒီအတိဟာဘာဖြစ်သွားပြီတော့နောက်ကျသွားပြီနော်ဒါကြောင့်ဘေးတွေကိုကြိုတင်စဉ်းစားရင်းနဲ့အဲ့ဒီဘေးနဲ့တွေ့တဲ့အခါမှာအားကိုးရာရှိမရှိဆိုတာကိုပေါ်လွင်ထင်ရှားအောင်ကိုယ့်ရဲ့အခြေအနေမှန်ကိုစစ်ဆေးကြည့်နိုင်ဖို့လိုမယ်ပေါ့နော်တော့ဒီနေရာမှာဘဝမှာအကြီးမားဆုံးဘေးဟာဘယ်ဘေးလဲလို့မေးရင်သေဘေးပါပဲအဲ့ဒီသေဘေးဟာတရားတိုင်းကိုစောင့်နေတယ်ဒါတင်စားပြောတာပါတကယ်တမ်းကတော့ဘယ်သေဘေးကမှဘယ်တရားကိုစောင့်နေတာမရှိပါဘူးတရားတိုင်းဟာသေခြင်းဘေးစီကိုမရောက်ရောက်အောင်စိုက်စိုက်မြိုက်မြိုက်သွားပြီးတော့ကိုတွေ့ကြမှာသူကကိုယ်စောင့်နေတာမဟုတ်ကိုဟာသူ့ကိုသွားပြီးတော့ကိုတွေ့မှာအဲ့ဒီစီကိုသွားတွေ့ဖို့အခုခရီးနှင်နေတာပဲလေအဲ့ဒီခရီးဘယ်လောက်ဝေးမလဲမဝေးဘူးလဲဆိုတာလဲတယောက်နဲ့တယောက်ကမတူကြပြန်ဘူးတမန်နေ့ကဘုန်းကြီးတွေကိုရန်ကုန်မှာရှိတဲ့အလွန်ရင်းနှီးတဲ့တက္ကကြီးတယောက်သက်80ကျော်တက္ကကြီးကလူပြိုကြီးလက်တခြားလုံးဘုန်းကြီးတို့ကို